န်ကြဖို့အတွက်ရင်ဘက်ကသက်ပြင်းတွေချလိုက်တဲ့ငယ်ချင်းရဲ့ကွဲနေတဲ့မင်းရဲ့အသေးရဲ့ပြန်ဆက်ဖို့အရက်သေးစိတ်လိုက်လေအချင်းနဲ့ရဲ့ရှင်ကတွဲရဲဘာကိုရွေးမလဲချစ်တဲ့ငယ်ချင်းကြိုက်တာရွေးကြိုက်တာအတုံးအသေးကျွမ်းနာချင်းအတူတူပဲဒီမဲ့တငယ်ချင်းငွေမရှိရင်ပေါမဝင်အချစ်ကရာမထင်အချစ်ကိုမှငွေနဲ့မရောနိုင်ရက်ကိုပဲရေရောတောက်လိုက်ကွာဒီမှာတစ်ခွက်ချရော့ဒီမှာတစ်ခွက်ချအဲ့ဒီမှာတစ်ခွက်ချလိုက်မနေမလဲအောင်အာယုံထားညီလေးတွေကြွေတာစားရီလေးရိတ်နောက်တစ်လုံးပေးပါ